မျိုးတွေအားလုံးပဲမင်္ဂလာရှိတော့မနက်ခင်းလေးပါဗျာအားလုံးပဲစိတ်ချမ်းသာကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပြီးကတ်ဆိုးဘေးဆိုးရန်ပေါင်းမှာကင်းဝေးကြပါစေဗျာမျိုးတွေအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်တော့ဒီဟာအောင်ပါဗျာအဲ့တော့ဒီကနေ့4ရက်6လ2025ပေါ့เนาะဗုဒ္ဓဦးနေ့မနက်တော့ကိုကျွန်တော်ဒါအော်ရမဲ့ကဏ္ဍကတော့အော်ရမဲ့ကဏ္ဍနဲ့အရန်လေးတွေကိုပြောမယ်ပေါ့เนาะအရင်ပြောလိုက်မယ်ပေါ့အရန်ကတော့3ည1 3ည3 3ည9 13ပေါ့เนาะ3ည1 3ည3 3ည9 13 3ည1 3ည3 3ည9 13ကအရန်ပါဗျာเนาะ3နှစ်3ခွန်1ခွန်ကတော့အောမယ်ပေါ့เนาะ3နှစ်3ခွန်1ခွန်ကအောမယ်3နှစ်3ခွန်1ခွန်ကအောမယ်ဗျာเนาะအဲ့ဒီထဲမှာကျွန်တော်က131ချင်းလုံးမိုက်အနေနဲ့ပတ်ပေါ့เนาะကြိုက်ပါတယ်အဲ့တော့ကျွန်တော်ရှိမှာဒီကနေ့မနက်တော့ကိုနေ့တိုင်းပေါ့နေ့တိုင်းပေါက်ပေး3ခွက်3000ကျပ်ပေါက်ပေး2ခွက်4000ကျပ်ပေါက်ပေး1ခွက်ကောင်း9000ကျပ်ကျွန်တော်ရှိမှာဒီကနေ့မနက်တော့ကိုနေ့တိုင်းပေါက်ပေး3ခွက်3000ကျပ်2ခွက်4000ကျပ်1ခွက်ကောင်း9000ကျပ်ပေါ့နော်ကျွန်တော်ရှိမှာဒီနေ့မနက်တော့ကိုနေ့တိုင်းပေါက်ပေး3ခွက်ကို3000ကျပ်2ခွက်ကို4000ကျပ်1ခွက်ကောင်း9000ကျပ်နဲ့ကျွန်တော်ရဲ့ Viber ဖြစ်တဲ့ဒီဟောင်း Viber 3998984388ကိုလာရောက်ဆက်တွဲပြီးတော့ပေါက်ပေးယူလို့ရပါတယ်နော်3998984388 3998984388ပေါ့နော်အဲ့တော့နောက်ဆုံးနေ့ကလည်းအောင်ခဲ့တယ်ပေါ့နော်10ပူးအဲ့တော့ဒီလောက်ပါပဲเนาะမျိုးတွေအားလုံးပဲမင်္ဂလာရှိတော့မနက်ခင်းလေးပါဗျာဒီ6ကြိမ်လုံးမှလည်းများများအောင်မြင်ကြပါစေ